ကဲအခုဗန်ပို့မှာငါတို့ငဲတွေသွားကြည့်ပါတယ်ရှင်အဲ့ဒီမှာငဲတွေအများကြီးပဲနော်ညနေပိုင်းမှာဆိုရင်သူတို့ကဆလာတာပေါ့နော်ပြန်တမ်းတော့လာကြတယ်အဲ့ဒီမှာနေ့လက်ပိုင်းဆိုတော့ငဲတွေမရှိဘူးသူတို့ဘာသာသူတို့နေတယ်ညနေပိုင်းဆိုရင်လူတွေကအဆလာကျွေးတဲ့လူတွေရှိတယ်လေနောက်တော့ငဲကိုလာကြည့်တဲ့လူတွေရှိတယ်နော်အဲ့ဒီမှာသွားလဲချင်တဲ့လူတွေသွားလို့ရပါတယ်ရှင်ပြောစရာကြီးပါနောက်ပြီးတော့လေကောင်းလေတန့်လဲတအားရှူလို့ရတယ်နော်လေကောင်းလေတန့်အလကားရှူလို့ရတယ်နော်ကျမရေးလဲကောင်းတယ်ညီညွတ်တယ်နော်အားလို့ရှင်သွားကြပါရှင်အဲ့ဒီမှာနဖားပြောမပြောနော်သူကဆောရရလို့ရှိရင်လည်းပြောတယ်နေပူလည်းမသိညနေနေဆောင်တဲ့နေရောင်ရဲ့အလှပေါ့နော်ကြည့်ပါကြပါရှင်တအားပြောဖို့ကောင်းပါတယ်ရှင်သွားလေကြလို့ရတယ်နော်ရှင်